ဒီနေ့တော့2026တကြံအကျိုးနေ့မော်လမြိုင်လဲ6တကြံကိုရောက်ခဲ့ပါတယ်အမှန်တော့မသွားတော့ဘူးဒါပေမဲ့ line ပေါ်မှာရန်ကုန်တကြံအရန်စီနေရဆိုပြီးတော့လူတက်နေဆိုမော်လမြိုင်လဲပျော်ရမှာပါဆိုပြီးတော့သွားဖြစ်ခဲ့တာပါတွေ့တဲ့အတိုင်းပဲလူတောင်မှမရှိဘူးမမေးဆောင်ပါတော့မဆောင်ပါဟုတ်ပြီဒီနေ့တင်ဝင်သေးတယ်အဲ့လိုမလောက်ပါဘူးလုံးပါနဲ့ခွဲရပါခြေနဲ့လည်းပတ်ပဲမဖြစ်တော့